အဲ့နောက်တိတ်ဆိတ်ငြိမ်သက်နေတဲ့ United 93 flight အတွင်းမှာတော့ရှေ့ဘက်ကခုံကိုပြောင်းထိုင်လာတဲ့တယောက်ကိုဘာလာလောက်တာလဲလို့မေးတဲ့အခါအချိန်ကြီးနှောင့်နှေးတော့မှမို့ဘာတွေကိုစောင့်နေတာလဲလို့ပြန်မေးနေတဲ့လူကိုဒါကအချိန်ကောင်းမဟုတ်သေးသလိုအချိန်ကြာလာရင်ချက်ပြလိုက်မှဖြစ်ပြီးအခုတော့နေရာမှာပြန်သွားထိုင်ဖို့မှာပါတယ်အခုလိုခြေတုံချတုံဖြစ်နေတဲ့အရှိကတယောက်ကြောင့်အချိန်နေမဟန်ကြောင့်နောက်ကလူကိုအချက်ပြလိုက်တဲ့အခါအပေါ်ထက်ပစ္စည်းတင်ဆင်ကနေအိတ်တလုံးကိုဆွဲယူက toilet ထဲကိုဝင်သွားပြီးနောက်ထိုအိတ်အတွင်းမှာပါလာတဲ့ပစ္စည်းတွေကိုတစ်ခုချင်းတေချာတက်ဆင်ပါတယ်တက်ဆင်ပြီးသွားတဲ့ပစ္စည်းကိုဖတ်ဖို့အတွက်အင်ကြီးစစ်ကိုဆွဲချကကိုနဲ့တသားတဲ့ဖြစ်အောင်တေချာဖွက်ပြီးနောက် toilet ထဲကပြန်ထွက်လာပြီးချိန်သူတို့တွေကတယောက်ကအရှိမရှိနေတဲ့လေးမဲတယောက်ရဲ့နောက်ကနေလေဝင်းကိုဓာတ်နဲ့ထောက်လိုက်ကခုနကဘုံတက်လာတဲ့လူကလည်းရှေ့ကလူကိုဓာတ်နဲ့ထိုးလိုက်တာကြောင့်အားလုံးရုံးရင်းဆန်ခတ်ဖြစ်သွားကြသလိုဘုံရှိနေကြောင်းအော်ပြီးနောက်ဘက်ကိုပြေးသွားကြတာမို့အားလုံးအထိတ်တလန့်ဖြစ်ကုန်ကြပါတယ်ဓာတ်ထောက်ခံထားရတဲ့လေရင်မဲကိုဘာမှမဖြစ်စေခြင်းခေါင်းကန်းကိုဖွင့်ပေးဖို့ပြောတဲ့အခါထိုးအတန်တွေကိုကြားသွားတာကြောင့်အနောက်ကိုထွက်လာတဲ့ကပတိန်လီဟော်မာကိုဓာတ်နဲ့ထိုးပြီးနောက်တယောက်ကလေရင်ကိုထိန်းချုပ်နေချိန်ထိုလူတွေကတယောက်ကကပတိန်ဂျေဆင်ဒေါကိုအမိရထိုးတက်နေတဲ့အော်ဒန်တွေကိုစင်တာဘက်ကလည်းကြားသိသွားပါတယ်အပြေးအဝထိန်းချုပ်မှုရသွားတဲ့အခါခုနကလေရင်မဲကိုလည်းတက်ပစ်လိုက်ပြီးနောက်သွားရမယ့်လမ်းကိုတိချအာယုံဆိုင်နေကြစဉ်လေရင်ရဲ့အနောက်ဘက်တန်းမှာတော့ထိုလူတွေကနှစ်ယောက်ကဘုံကိုပြကခရီးတဲ့တွေကိုထိန်းချုပ်ထားတာမို့ကြန့်ရှိနေသေးတဲ့လေရင်မဲလည်းစင်တာဘက်ကိုဖုန်းလမ်းခေါ်ကြည့်နေပါတယ်ခုနကကြားလိုက်ရတဲ့အတန်ကြီးကြောင့်ပြန်လည်ဆက်သွယ်လာတဲ့ထိန်းချုပ်ရေးစင်တာဘက်ကိုဘာမှအကြောင်းမပြန်တော့တာမို့အတီးပြည့်ရန်စ조사ကြည့်တဲ့အခါအခုလေရင်ကနော်ဝေါကနေဆန်ဖရန်စစ္စကိုကိုသွားနေတဲ့လမ်းကြောင်းဖြစ်ပြီးလမ်းကြောင်းကနေမသွားတော့ပဲအောက်ကိုထွန်းဆင်းသွားတာကိုလည်းစင်တာဘက်ကမြင်နေရပါတယ်။အဲဒီနောက်ဝါရှင်တန်ဘက်ကလည်း American 77 flight ဟာ LAX ကိုသွားရမှာဖြစ်ပေမဲ့ Dallas မှာတင်ပျောက်သွားခဲ့ကြောင်းကိုသတင်းပို့ပေးလာတာကြောင့်ဝါရှင်တန်ကိုမရောက်ခင်တားဆီးနိုင်ဖို့စ조사နေကြပါတယ်။ United 93 flight အတွင်းကပြန်ပေးဆွဲသူတွေကဓာတ်ထုတ်ခံရပေမဲ့မတည်သေးတဲ့လူကိုနောက်ကိုဆွဲခေါ်လာပြီးနောက်နတ်စမတယောက်ကိုခေါ်ကဆေးကုခိုင်းနေချိန်ထိတ်ထွေခန်းကနှစ်ယောက်ဟာသူတို့ရဲ့အချိန်ကြာလာပြီဖြစ်ကြောင်းနောက်ကနှစ်ယောက်ကိုတွားပြောခိုင်းပါတယ်။ဒီအချိန်ရေးပေါ်ဖုန်းဆက်နေတဲ့ Sandy Bradshaw ဆိုသူကသူမတို့ United 93 flight ကိုအနုချမ်းစီးခံနေရကြောင်းနဲ့အခုလက်ရှိမှာတော့လူ3ယောက်ကိုတွေ့ရတဲ့ပြင်တယောက်ကခါးမှာဖုန်းကိုကတ်ထားပြီးခရီးတဲ့တယောက်လည်းဓာတ်နဲ့ထိုးခံရကြောင်းဆက်သွယ်ထားလိုက်ပါတယ်။အရှိကိုဆက်မသွားပဲပြန်လှည့်နေတာမို့သူတို့အိမ်ကိုပြန်ရမှာပါလို့ခရီးသည်တွေလည်းအချင်းချင်းနဲ့တိတ်နေကြပါတယ်။ United 93 flight အခုလိုဖြစ်လာတာကြောင့်အချင်းတွေကိုထိန်းချုပ်မရတော့တဲ့အပြင်ဖိအားတွေလည်းများလာတာမို့စစ်တပ်ရဲ့အထောက်အပံ့ကိုလိုချောင်းပြောပေမဲ့အခက်အခဲတွေရှိနေတာမလို့လေကြောင်းအတွက်စစ်လေယာဉ်တွေကိုလည်းအချိန်မီနေရာတစ်ခုချင်းစီကိုပို့ဆောင်ပေးနိုင်မဲ့အခက်တွေ့နေကြပါတယ်။ထိုလေယာဉ်အတွင်းမှာတော့အခုထိထိန်းချုပ်စောင့်ကြည့်နေနိုင်ပေမဲ့လူနှစ်ယောက်ထဲနဲ့ခရီးသည်အများပြားကိုစောင့်ကြည့်နေရတာမလို့သူတို့ရဲ့အလစ်မှာခရီးသည်တယောက်ကအိမ်ကိုဆက်သွယ်လိုက်ကရဲကိုအကြောင်းကြားဖို့မှာနေချိန်လေယာဉ်မယ်တွေလည်းဒဏ်ရာရလူနာရှိကိုစိတ်ကရိယာတက်တာနဲ့ရောက်လာကြပါတယ်။ဆက်လက်တိုက်ခိုက်မှုတွေဖြစ်ပေါ်လာတဲ့အပြင်ပြန်ပေးဆက်ခံရမှုတွေမှာလည်းထပ်မံတန်ရာဖြစ်ပွဲလေယာဉ်နှစ်စီးရှိလာပြီးတစည်းကဘော့စတွန်အနောက်ဘက်ကိုဝင်သွားသလို American Flight 11ကလည်းဝါရှင်တန်ကိုဥတီမောင်းနေနေတာကြောင့်လေကြောင်းကာကွယ်ရေးဘက်ကလည်းတစ်ချိန်တည်းမှာအားလုံးကိုတားဆီးမရဖြစ်နေပါတယ်။တစ်ချိန်တည်းမှာပဲပင်တဂွန်ကိုတိုက်မိသွားတဲ့လေယာဉ်တစ်စီးကိုအတိမပြုတ်နိုင်သေးတာကြောင့် Las Vegas ကနေဥတီရှာဝေဖို့နဲ့လမ်းကြောင်းတိုင်းကိုအစစ်ဆေးရန်အမိန့်ထုတ်ပြန်လိုက်ပါတယ်။ပင်တဂွန်ဆိုတာ American ကာကွယ်ရေးဝန်ကြီးဌာနရဲ့နေရာတစ်ခုဖြစ်တဲ့အပြင်အရေးပါတဲ့နေရာတစ်ခုတိုက်ခိုက်ရမှုကိုအနားမှာရှိနေကြတဲ့စစ်တပ်ဝင်တဲ့အများစုလည်းထိုးပေါက်ကွဲတံကိုကြားလိုက်ရပြီးထိန်းချုပ်ရေးစင်တာမှာတော့နောက်ထပ်ဆုံးရှုံးမှုတွေကိုမခံနိုင်တော့တာကြောင့်အရှိတ်ကိုင်းဝန်းကအစာအုပ်တိုင်းကိုတိုက်ခတ်ခံရမှာကိုမလိုလားတော့တဲ့အတွက်ဒေါ်လာဘီလီယံလောက်ဆုံးရှုံးရမှာကိုဂရုမစိုက်တော့ပဲနိုင်ငံတကာကဝင်ရောက်လာမဲ့လေယာဉ်အားလုံးနဲ့အတူနေရာစုံက flight တွေကိုပြန်တန်းခွင့်ပိတ်ခိုင်းလိုက်ပါတယ်။အခုအချိန်တွေကဘသူကတိုက်ခိုက်နေတယ်ဆိုတာမျိုးမသိရပဲစစ်ဖြစ်နေတဲ့အနေအထားတစ်ခုကိုရောက်ရှိနေတာကြောင့်ရင်လိုင်းအားလုံးကိုပိတ်ချဖို့ကိုသာဆုံးဖြတ်ချက်ချလိုက်ပါတယ်။ပြန်ပေးဆွဲခံနေရတဲ့ United 93 flight အတွင်းမှာတော့ခရီးတဲ့တယောက်ကသူ့အိမ်ကိုဖုန်းဆက်စကားပြောနေရင်စီးပွားရေးစင်တာကိုလည်းလေယာဉ်နှစ်စီးတက်ခိုက်မှုဖြစ်သွားခဲ့ကြောင်းကိုအခြားခရီးသည်တွေနဲ့တူလေယာဉ်မယ်တွေကိုပါအသိပေးလိုက်ပါတယ်။ထိုသတင်းကြောင့်ခုနကပြောပြတဲ့လူနာကိုလေယာဉ်မယ်တယောက်ရောက်လာတော့ပြန်ပေးဆက်ခံရမှုအားလုံးပေါင်း9စီးရှိနေပြီဖြစ်ပြီးသူတို့က6စီးမြောက်ဖြစ်နိုင်ကြောင်းပြောနေချိန်နောက်ကတအူးကလည်းပင်တဂိုကိုတိုက်ခိုက်ရကြောင်းလှမ်းပြောပါတယ်။လေယာဉ်ကိုမောင်းနေကြရင်အဆုံးစီရင်ရမယ့်အဖေကြောင့်ဖျားသခင်ရှိဆူတောင်းနေခြင်းအတွင်းဘုံရှိနေကြောင်းသိတာမို့စကားပြောဆက်ကနေတစ်ဆင့်ညှိနှိုင်းမှုစ조사ကြည့်ပေမဲ့ဘာတစ်ခုမှပြန်မဖြစ်ပဲတဖွားဖွားဆူတောင်းရင်အောက်ကိုထိုးဆင်းလိုက်တာကြောင့်ခရီးသည်လည်းဝေယုံတုံးကဖြစ်သွားပြီးနောက်ခဏကြာမှာတော့ရင်းကိုပုံမှန်အတိုင်းပြန်တက်မဲ့လိုက်ပါတယ်။လက်ရှိဖြစ်နေတဲ့အခြေအနေကကိုယ့်ကိုတက်သေးမဲ့မစ်ရှင်တစ်ခုဖြစ်လို့သူတို့လေဆိပ်ကိုပြန်လှည့်ပြီးမှမဟုတ်သလိုတစ်ခုခုလှုပ်တော့မှဖြစ်မဲ့အခြေအနေကြောင့်အစာအုပ်ကိုတိုင်းမိခဲ့ရင်လည်းတင်မဲ့အတူတူသူတို့ဘက်ကလူများတာမို့ခီးတဲ့တွေကတယောက်ကအတုံးဝင်မဲ့လက်နက်တွေကိုစူဆောင်းထားမှုကိုလေယာဉ်မယ်တယောက်ကိုမှားပါတယ်။အဲဒီနောက်အနောက်ဘက်မှာစူဝေးနေကြတဲ့လေယာဉ်မယ်တွေကအတုံးဝင်မဲ့ဓာတ်ခရင်နဲ့ရင်တွေတို့ကိုစူဆောင်းနေကြခြင်းလူကောင်ကြီးတဲ့ခီးတဲ့အမျိုးသား၃ဦးနဲ့အနောက်ကိုရောက်လာကသူတို့ကိုဘုံလို့ထင်အောင်ပြုလုပ်ထားတာဖြစ်နိုင်တာမို့အခုလိုဘုံကိုလေယာဉ်ကိုတည်လာလို့ရမှာမဟုတ်သလိုအစ်စ်လည်းမဖြစ်နိုင်ကြောင်းသုံးသပ်နေကြခြင်းတချို့ကတော့
အိမ်ကိုဖုန်းဆက်ငွေကိုနေကြပါတယ်လှုပ်လှုပ်ရှားရှားဖြစ်လာတဲ့ခီးတဲ့အကြောင်းသူတို့ကိုပြန်လဲတိုက်ခိုက်လာတဲ့အကြောင်းခေါင်းကန်းကလူနှစ်ယောက်ကိုအတိပေးလိုက်တာမို့ပြစ်မှတ်ကိုရောက်ဖို့ဘယ်လောက်ကြာနိုင်သေးလဲလို့မေးကြည့်တဲ့အခါမိနစ်20လိုသေးတာကြောင့်ခီးတဲ့တွေကိုအဲ့ဒီအချိန်ကြီးထိန်းထားနိုင်မှာမဟုတ်လို့အမြန်မောင်းခိုင်းတဲ့လူကိုဒီလင်းရဲ့အမြန်နှုန်းကအလောက်ပဲဆိုကပြန်ပြောရင်အခြေတင်ဖြစ်ကုန်ကြပါတယ်ခီးတဲ့တွေကိုထိန်းချုပ်လို့ရအောင်ခီးတဲ့တရားကိုရိုင်းလိုက်ကန်ကြောက်ပြလိုက်ပေမဲ့အနောက်မှာတိုက်ခိုက်ဖို့ပလန်ချနိုင်ကြတဲ့လူ3ယောက်ကသူတို့ကိုတိုက်ခိုက်လိုက်တာအဆင်ပြေပေမဲ့အခုလင်းကိုပြန်လဲထိန်းချုပ်ဖို့မောင်းလက်တဲ့လူလိုသေးတာမို့ရှာကြည့်တဲ့အခါထိုလူကအင်ဂျင်တစ်လုံးနဲ့လင်းကိုတော့မောင်းဘူးကြောင်းနဲ့အခုလင်းကိုလည်းစူးစမ်းပေးမယ်လို့ဆိုပါတယ်ဒါကြောင့်ထိုလူကိုခေါင်းကန်းရှိခေါ်သွားပေးမှဖြစ်လို့နောက်ကလိုက်လာဖို့မှာတဲ့အခါမြေပြင်ပေါ်ဆင်းသက်ဖို့ကအောက်ကလူတွေရဲ့အကူအညီအများကြီးလိုချောင်းပြောလာတဲ့အတွက်ဘေးနားကတယောက်ကသူ ATC မှာရှင်းနေတာအလုပ်လုပ်လာတာမို့သူပြောပြပေးနိုင်ကြောင်းဆိုပါတယ်အရှိကိုရောက်သွားရင်အခန်းကကျင်းမြောင်းတဲ့အတွက်ပြန်ပေးဆွဲသူတွေတစ်ခုခုလုပ်ခဲ့ရင်အဆင်ပြေမှာမဟုတ်လို့တေချာထိန်းထားဖို့မှာပြီးနောက်လိုအပ်မဲ့ပစ္စည်းတွေကိုယူကနေရာမှာပြန်ထိုင်လိုက်ကြတာကိုထိုလူတွေလည်းစောင့်ကြည့်နေကြပါတယ်ခဏတာငင်းသက်ပြီးနောက်ဆုံးမှာဘုံနဲ့စောင့်နေတဲ့လူကအားကုန်သုံးပြီးဝင်ရောက်တိုက်ခိုက်လိုက်တာကြောင့်ရုံရင်းဆန်ခတ်အခြေအနေကိုရောက်ရှိသွားပြီးထိုလူကိုအသေးလဲထိုးနှက်ကြပြီးနောက်ဘုံတူကိုဖြုတ်နိုင်လိုက်ပါတယ်အခုလိုဖြစ်ပေါ်လာတဲ့အခြေအနေတွေကြောင့်လင်းကိုအချိန်ဆုံးတင်ကအောက်ကိုထိုးဆင်းနေတဲ့အတွက်ခီးတယ်လည်းလူလိမ့်နေကြခြင်းအရှိတ်ဘက်မှာရှိနေတဲ့တယောက်ကပစ္စည်းပို့လင်းတဲ့ခီးတယ်တွေကိုတားဆီးဖို့ကြိုးစားပေမဲ့အများနဲ့တယောက်ဖြစ်လို့အခွင့်မသာတော့ပဲအရှိကိုရောက်လာတဲ့အရက်ရှိရှိတဲ့လူကဖမ်းချုပ်ပေးလိုက်တာမို့ထိုးလက်ထဲကဓာတ်ကိုသိမ်းယူနိုင်လိုက်ပြီးဖြစ်လို့လေမောင်းမဲ့လူကိုအရှိကိုလာခိုင်းပါတယ်အဲဒီနောက်ထိန်းချုပ်ခန်းထဲကိုဝင်လို့ရအောင်တကားကိုရိုက်ချိုးနေကြတဲ့ခီးတယ်တွေကြောင့်လိုချင်တဲ့ခီးကိုမရောက်မဲ့အတူတူအောက်ကိုထိုးဆင်းနေတဲ့အတွက်မောင်းနှင်ခန်းထဲကိုမရောက်ရင်အားလုံးတေမှာဖြစ်လို့တကားကိုရအောင်ရိုက်ချိုးကအထဲကိုဝင်လာစဉ်ထိုးလူတွေကိုဖမ်းချုပ်တားဆီးပေမဲ့အချိန်တောင်းသွားခဲ့ပြီးမို့မြေပြင်ကိုတိုက်ချမိသွားပြီပဲဖြစ်ပါတယ်ထိုနေ့ကပြန်ပေးဆွဲခံရတဲ့လေရင်လေးစီးအနက် United 93ဟာဖျက်ဆီးရေးသမားတွေရဲ့ဥတီချက်ကိုမရောက်ခဲ့တဲ့တစည်းသေးသောယင်ဖြစ်ပြီးအသက်ရှင်ကျန်ရင်းခဲ့သူမရှိပဲမနက်10:03မိနစ်မှာရှမ်ဘီပနီဆလာနီးယားပြည်နယ်မှာပြတ်ကျခဲ့ပါတယ် United 93ပြတ်ကျပြီး4မိနစ်ကျော်အထိပြန်ပေးဆွဲခံရမယ်သက်ဆိုင်ရန်ကသတင်းမရရှိခဲ့တဲ့အပြင်အနည်းဆုံးဂျက်လေရင်တွေကတော့ပြတ်ကျတဲ့နေရာရဲ့မိုင်းတရာပတ်လည်အတွင်းမှာရှိနေခဲ့ပါတယ်မနက်10:18မိနစ်မှာတော့တမရဟာစစ်အဖွဲ့ကိုပြန်ပေးဆွဲခံရတဲ့လေရင်အတွက်ညှိနှိုင်းမှုအမိန့်ချလိုက်ပြီးပြစ်ခတ်မှုကိုစိုးရိမ်တာကြောင့်လေရင်မှုကိုသတင်းမပို့ဖို့ဆုံးဖြတ်လိုက်သလိုအမေရိကန်လေကြောင်းလိုင်းအားလုံးကို7:06မိနစ်မှာဆင်းသက်ဖို့အမိန့်ထုတ်ပြန်ခဲ့ပါတယ်ကြည့်ရှုပေးသူတယောက်ချင်းစီတိုင်းကိုလည်းအထူးပင်ကျေးဇူးတင်ရှိကြောင်းနဲ့ကျွန်တော်ရဲ့ channel ကိုလည်း like and subscribe ပြုလုပ်ပေးခဲ့ကြဖို့ကိုလည်းတောင်းဆိုချင်ပါတယ်ကျေးဇူးတင်ပါတယ်